ချိန်မိနစ်40တရားထိုင်မှာဖြစ်ပါတယ်ယောဂီအားလုံးမိမိတို့ရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များနဲ့မျိုးသားများကတင်းမြင်ခွေထိုင်ပါမျိုးသမီးများလည်းတင်းမြင်ခွေထိုင်လို့ကထိုင်နိုင်ပါတယ်ကျုံကျုံလေးထိုင်လို့ကထိုင်နိုင်ပါတယ်တင်းမြင်ခွေထိုင်တဲ့အရိယာပုဂ္ဂိုလ်မှာဘယ်ဘက်ခြေထောက်ကိုအတွင်းကထားညာဘက်ခြေထောက်ကိုပြင်ကထားထိုင်တဲ့အခါမှာခြေထောက်တွေထပ်မိတာမျိုးဖိမိတာမျိုးမဖြစ်ပါစေနဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြင်လိုက်ပါတန်ဃာတော်များသင်္ကန်းတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသားယောဂီများပစိုးတွေလုံကြီးတွေတင်းနေကြက်နေရင်လျှော့ပေးပါအမျိုးသမီးယောဂီများလည်းထို့တူပါပဲအချိန်မိနစ်40တရားထိုင်မဲ့အတော်တွင်မှာမိမိတို့ရဲ့ခန္ဓာကိုယ်တည်ငြိမ်မှုရအောင်အရိယဘုရင်းရင်ခြင်းမဖြစ်အောင်စိတ်တိုင်းကြပြင်လိုက်ပါဘယ်ဘက်လည်းပေါ်ညာဘက်လည်းကလေးတင်ပါလက်စင်ပြင်ရင်လက်မထိတ်ကလေးထိထားလိုက်ပါလက်မထိတ်ထိလို့အစင်မပြင်ရင်လက်ကလေးနှစ်ခုရှက်ထားလိုက်ပါလက်မထိတ်ထိခြင်းမထိခြင်းကအဓိကမဟုတ်ပါဘူးအရိယဘုငြိမ်သက်ဖို့ကအရိကပါခါကလေးကိုပုံမှန်ထားပါတရားထိုင်ပါပြီဆိုမှခါကြီးဆွဲဆန့်တာမျိုးမလုပ်ပါနဲ့ခါအနေထားကပုံမှန်ရှိနေပါစေကောင်းရှိမငုတ်စေနဲ့မိမိရဲ့ခန္ဓာကိုအချိုးစားအနေထားလက်အတူရှိမိမိအသိဆုံးပါကောင်းရှိငုတ်ရင်ငိုက်တတ်ပါတယ်ကောင်းနောက်မလန်စေနဲ့ကောင်းနောက်လန်ရင်လည်းလဲကြတတ်ပါတယ်မျက်စိကိုဇင်းကများမိတ်ပါတရားထိုင်ပြီးဆိုမှမျက်စိကိုနင်းကမှိတ်မထားပါနဲ့တဘာဝကြကြငကိုလေးသူ့ပုံမှန်အတိုင်းမှိတ်ပေးထားပါခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းမကြသေးရင်ပြန်ပြင်ပါတရားထိုင်မဲ့အချိန်တော်တွင်မှာငါရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ငြိမ်မီလားမလုံးမရှက်မကုတ်မဖက်မရမဆောင်မဲနဲ့တည်ငြိမ်မှုရအောင်စိတ်တိုင်းမကြသေးရင်အရိယာပုဂ္ဂိုလ်ပြန်ပြင်လိုက်ပါမိမိရဲ့ခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီဆိုရင်ငြိမ်လိုက်ပါတော့လှုပ်ဖို့မစင်စားနဲ့တော့အရိယာပုဂ္ဂိုလ်စိတ်တိုင်းကြပြီလားကိုကိုပြန်သုံးသပ်ကြည့်ဒီချိန်ထိုင်မဲ့တော်တွင်မှာလှုပ်ရှားမှုမရှိပဲရင်းရိုင်မှုမရှိပဲမိမိခန္ဓာကိုမိမိပုံစံအနေထားအချိုးကြပုံကိုစိတ်တိုင်းကြပြီဆိုရင်နာသီဝကိုတတိကပ်ပါဝင်လေထွက်လေမြင်အောင်ကြည့်ပါအာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေပေါ်မှာပဲအာယုံကြနေပါစေနာသီဝကိုတတိကပ်ဆိုတာစာလို့ပြောတော့တမာတတိမဂ္ဂင်ဝင်လေထွက်လေမြင်အောင်ကြည့်ဆိုတာစာလို့ပြောတော့တမာဝါယမမဂ္ဂင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ဝင်လေထွက်လေပေါ်မှာပဲအာယုံကြနေပါစေဆိုတာစာလို့ပြောတော့တမာတမာတိမဂ္ဂင်နာသီဝလေးလေးတို့ထီဝင်သွားတယ်နာသီဝလေးလေးတို့ထီထွက်သွားတယ်နာသီဝလေးလေးတို့ထီဝင်သွားတယ်နာသီဝလေးလေးတို့ထီထွက်သွားတယ်သေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါဝင်လေထွက်လေကိုပြင်းပြင်းကြီးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုပြင်းပြင်းကြီးရှူထုတ်တော့မောလာတတ်တယ်ဝင်လေထွက်လေကိုဖြည်းဖြည်းလေးလည်းမရှူပါဘူးတဲ့ဝင်လေထွက်လေကိုဖြည်းဖြည်းလေးရှူရင်တိမ်မွေလွန်းလို့မသိတာဘူးတဲ့သူ့တဘာဝကြကြငကိုရှိပြီးသားဝင်လေထွက်လေလေးကိုတဘာဝအတိုင်းပါပဲတဲ့ပုံမှန်ရှူပါပုံမှန်ထုတ်ပါနာသီဝလေးလေးထိကဝင်ရင်ဝင်သွားတဲ့သဘောနာသီဝလေးလေးထိကထွက်ရင်ထွက်သွားတဲ့သဘောရှိပြီးသားဖြစ်ပြီးသားအဲ့ဒီအရှိတရားအဖြစ်တရားကိုတတိလေးနဲ့ကပ်ပြီးကြည့်ပေးနေုံပဲဝင်လေဘက်မှာလဲထွက်လေဘက်မှာလဲရှာပြီးတော့ရှုစရာလည်းမလိုဘူးတဲ့လိုက်ပြီးတော့ရှုစရာလည်းမလိုဘူးတဲ့တတိလေးနဲ့တိတိပေးနေုံပဲတဲ့တေချာကြည့်လိုက်ပါနာသီဝမှာလေးလေးအထိခတ်ပြီးတော့ဝင်သွားတဲ့သဘောလေးတ
ဘောလေးလို့ပြောတာနော်နာသီဝမှာလေးလေးကထိခတ်ပြီးထွက်သွားတဲ့သဘောလေးဝင်လေးပါလားထွက်လေးပါလားတို့ရဲ့နာသီဝမှာထိခတ်ပြီးတော့ဝင်သွားတယ်တို့ရဲ့နာသီဝမှာထိခတ်ပြီးတော့ထွက်သွားတယ်ဒီသဘောလေးကိုတတိနဲ့ကတ်ကြည့်ပေးနေုံပဲတတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တရားရှုမှတ်ပြီးဆိုမှစိတ်တွေတွေးတာမျိုးအဝေးထွက်သွားတာမျိုးလွင့်တာမျိုးမဖြစ်ပါစေနဲ့ဒီခန္ဓာကြီးကိုကမ္မထာအယုံပေါ်တင်လိုက်ပြီးဆိုရင်လာပြီးခဲ့တဲ့အတိတ်တွေပြန်ပြီးတော့အောင်းမေးလို့အောင်းမေးမရောက်သေးတဲ့အနာဂတ်ကိုမှန်းမျှော်လို့မျှော်နဲ့စိတ်များတိတ်ကြောက်เสียကောင်းပါတယ်ခန္ဓာကိုယ်ရိယဘုတ်တည်တည်ချာချာကြာနာနာထိုင်ပါပြီဆိုမှကဲရှိဥစွာတမထကိုထူထောင်တော့မယ်ဝင်လေထွက်လေကိုရှုမှတ်တော့မယ်ဆိုမှဒီစိတ်ကဟိုပြေးလိုက်ဟိုလွှင်းလိုက်နဲ့သွားခြင်းနဲ့ပြေးခြင်းနဲ့အဲ့ဒီစိတ်ကိုခန္ဓာအပြင်ဘက်မထွက်အောင်တတိနဲ့ထိန်းထားတတိရှိရင်တတိဆွဲရင်တတိမြဲရင်နာသီဝဝင်လေထွက်လေကိုအထင်ရှားအမြင်သာတွေ့နိုင်ပါတယ်တေချာကြည့်လိုက်ပါအခုလက်တွေ့ကြအားထုတ်နေတာပဲနာသီဝမှာလေးလေးအထိကပ်ပြီးဝင်သွားတယ်နာသီဝမှာလေးလေးအထိကပ်ပြီးထွက်သွားတယ်တေချာကြည့်ပါမြင်အောင်ကြည့်ပါဂယုစိုက်ကြည့်ပါစူးစိုက်ကြည့်ပါစူးစိုက်ကြည့်တာတမထတဲ့အဲ့ဒီနာသီဝဝင်လေထွက်လေလေးကိုတတိနဲ့စူးစိုက်ပြီးကြည့်ပြီးသိပေးနေတဲ့အချိန်မှာသမ္မာတတိသမ္မာဝါယမသမ္မာသမာဓိဆိုတဲ့တမာရိမကင်3ပါးဝမ်းထဲမှာကိန်းနေပါပြီတန်ဖိုးကြည့်လိုက်တာတို့များလောကလယ်မှာယုံကန်ရှာဖွေသွားလာနေတော့ကဝင်လေရှိမှမသိထွက်လေရှိမှမသိဝင်လေဖြစ်မှမသိထွက်လေဖြစ်မှမသိတမာဓိဆိုတာငါတို့နဲ့အဝေးကြီးပါလားတမာဓိဆိုတာဘာပြောလို့ပြောမှမသိပဲနဲ့ဝင်လေထွက်လေကိုဘလို့ရှုရမှမသိပဲနဲ့လောကထဲမှာအကျိုးမဲ့အခြေအနေအသက်ရှင်ခဲ့တာပါလားတို့ကမသေးသေးလို့အသက်ရှင်နေတယ်လို့ထင်တာအယူမှားပုံပြောပါတယ်တကယ်တော့ယောဂီတို့မသေးသေးလို့အသက်ရှင်တာမဟုတ်ဘူးဝင်လေထွက်လေတစုံရှိလို့အသက်ရှင်နေတာအဲ့ဒီဝင်လေထွက်လေကိုလည်းရှိတာကိုပုဂ္ဂိုလ်တိုင်းတ attva တိုင်းမသိကြဘူးတဲ့ဘယ်သိမလဲတမာတိဖြစ်အောင်မှမလုပ်ကြတာအဲ့ဒီတမာတိရအောင်မလုပ်တဲ့အခါကျတော့ဝင်လေဝင်မှမသိထွက်လေထွက်မှမသိအဲ့ဒီမသိတာအဝိဇ္ဇာပဲစာလို့ပြောတော့မောဟဘဝအမှောင်ကြခြင်းလို့အဓိပ္ပာယ်ရတယ်ဝင်လေထွက်လေလည်းရှင်မှမသိဘူးဝင်လေထွက်လေလည်းဖြစ်မှမသိဘူးမသိနဲ့လောကထဲမှာအသက်ရှင်နေကြတာအဝိဇ္ဇာဥစည်းပြီးတော့ငါဘဝငါခန္ဓာကြီးအမှောင်ကြနေပါလားတန်ဖိုးကြည့်လိုက်တာအခုမိမိရဲ့ခန္ဓာကိုအရိယဘုကြီးကိုကမ္မထအာယုံပေါ်တွန်းတင်လိုက်မှဝင်လေလေးပါလားထွက်လေလေးပါလားနာသီဝမှာတွန်းတိုက်ပြီးဝင်သွားတဲ့သဘောလေးတွန်းတိုက်ပြီးထွက်သွားတဲ့သဘောလေးလက်ဆက်တတ်တော်တို့ဝင်လေထွက်လေတစုံရှိလို့အသက်ရှင်တာကိုတန်ဖိုးကိုကောင်းကောင်းအသုံးချတတ်လာပါတယ်ယောဂီတို့အမြင်ပဲသေးသွားတဲ့မတာကိုနှာခေါင်းနဲ့နားလေးနဲ့ကပ်ကြည့်လိုက်ဝင်လေလည်းမရှိတော့ဘူးထွက်လေလည်းမရှိတော့ဘူးဝင်လေလည်းမဖြစ်တော့ဘူးထွက်လေလည်းမဖြစ်တော့ဘူးတကယ်တမ်းကျတော့ဝင်လေထွက်လေတစုံမရှိလို့သေသွားတာကိုအဲ့ဒါလို့လောကလယ်မှာအချီးနှီးသေဆုံးခြင်းမဖြစ်အောင်အလကားသေဆုံးခြင်းမဖြစ်အောင်မိမိတို့ရဲ့နာသီဝဝင်လေထွက်လေလေးကိုတတိနဲ့ကြည်တတ်ဖို့လိုပါတယ်ရှ
ရှေးဥစွာအဖြစ်တရားကိုမြင်မှရှေးဥစွာအဖြစ်တရားကိုသိမှခန္ဓာထဲမှာပေါ်လာသမျှအကုန်လုံးဟာပြက်နေပါလားပြက်နေပါလားပြက်နေပါလားဆိုအနိစ္စကိုကြည်နိုင်မှာပါအဖြစ်ကိုမသိရင်အပြက်ကိုမသိဘူးတဲ့အဖြစ်ကိုမမြင်ရင်အပြက်ကိုမမြင်ဘူးတဲ့ဖြစ်ပြက်မှမမြင်ရင်ဒုက္ခသစ္စာကိုထွန်းပေါက်မကြည့်နိုင်ဘူးတဲ့သိအရေးကြီးပါတယ်ခန္ဓာကိုယ်အရိယဘုံငြိမ်သက်ဖို့ခန္ဓာကိုယ်အရိယဘုံတည်ငြိမ်ဖို့ခန္ဓာကိုယ်အရိယဘုံမယိမ့်ရိုင်ဖို့ခန္ဓာကိုယ်အရိယဘုံမရွယ်မဆောင်ဖို့ရှေးဥစွာဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိဖြစ်အောင်လုပ်ပေးရပါတယ်တတိထားဝရိယစိုက်အာယုံတစ်ပါးစိတ်မသွားစေနဲ့တွေးမိတဲ့စိတ်တွေမလာစေနဲ့ငြင်းမိတဲ့စိတ်တွေမလာစေနဲ့ဆွေးမိတဲ့စိတ်တွေမလာစေနဲ့မျောလွင်တဲ့စိတ်တွေမှန်စားတဲ့စိတ်တွေမလာစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ပါစေနဲ့ဝင်လေထွက်လေလေးကိုပဲတတိနဲ့ရှုမှတ်ပြီးတိတိပေးနေုံပဲအော်ဝင်လေလေးနာသီဝမှာထိခတ်ပြီးဝင်သွားတယ်အော်ထွက်လေလေးပါလားနာသီဝမှာထိခတ်ပြီးတော့ထွက်သွားတယ်အဲ့ဒါကိုသေချာကြည့်မြင်အောင်ကြည့်ဂယုဆိုင်ကြည့်စူးစိုက်ကြည့်အထင်ရှားအမြင်သာတွေ့ပါလိမ့်မယ်ငကိုရှိပြီးသားလေးပဲသူ့တဘာဝကြကြလေးပဲဒါလေးကိုတတိနဲ့ရှုမှတ်ပြီးသိပေးနေုံပဲတတိအရေးကြီးပါတယ်အဲ့ဒီတတိလေးတစ်ချက်လွတ်လာရင်ခန္ဓာကိုယ်ကရင်ကနေရိုင်ကနေဖြတ်ကနေစက်ကနေထိနမိတ်တာတဲ့အဲ့ချင်းတဲ့စိတ်တွေငါချင်းတဲ့စိတ်တွေယောဂီတို့ရဲ့ခန္ဓာထဲမှာဝင်တတ်ပါတယ်ပုဂ္ဂိုလ်တူတယောက်မှာစိတ်နဲ့စိတ်ပြိုင်မဖြစ်ပါဘူးအဲ့ချင်းတဲ့စိတ်ငါချင်းတဲ့စိတ်ဝင်နေပြီဆိုရင်တတိယလွတ်သွားပြီတတိထားတဲ့စိတ်ကကိန်းနေပြီဆိုရင်လေအဲ့ချင်းတဲ့စိတ်ငါချင်းတဲ့စိတ်ကအနာတောင်မကတ်နိုင်ဘူးတဲ့တတိထားပေးတာတတိမလွတ်ပါစေနဲ့တတိကြီးကြီးထားပါတတိဆွဲဆွဲမြဲမြဲထားပြီးဝင်လေထွက်လေလေးကိုသိချရှုမှတ်နေရင်အော်ဝင်လေလေးပါလားထွက်လေလေးပါလားတို့ရဲ့နှာသီးဝမှာထိခတ်ပြီးတော့ဝင်သွားတဲ့သဘောလေးတို့ရဲ့နှာသီးဝမှာထိခတ်ပြီးတော့ထွက်သွားတဲ့သဘောလေးအော်တို့များဝင်လေထွက်လေတစုံရှိလို့အသက်ရှင်နေတာအခုယောဂီတို့ဝင်လေထွက်လေလေးကိုတတိနဲ့ရှုမှတ်နေတာဟာဖြူဖြူစင်စင်လေးရှုထုတ်နေတာလောကထဲမှာနေစဉ်ရုန်းကန်ရှာဖွေနေတုန်းကတော့ဝင်လေထွက်လေကိုလောဘနဲ့ရှုထုတ်နေတာဝင်လေထွက်လေကိုဒေါသနဲ့ရှုထုတ်နေတာဝင်လေထွက်လေကိုမောဟနဲ့ရှုထုတ်နေတာအသက်ရှုထုတ်တာတောင်တယောက်နဲ့တယောက်မတူဘူးနော်တချို့ကလောဘနဲ့အသက်ကိုရှုထုတ်တယ်တချို့ကဒေါသနဲ့အသက်ကိုရှုထုတ်တယ်တချို့ကမောဟနဲ့အသက်ကိုရှုထုတ်တယ်တန်ត្រာကြီးကိုဆွဲဆန့်ကြည့်လိုက်ရင်ယောဂီတို့တွေဟာလောဘဒေါသမောဟနဲ့အသက်ကိုရှုထုတ်ခဲ့တာခုပိစုတ်ပံမှာဘုရားသာသနာနဲ့ကြုံပြီရှေးဥစွာအဖြစ်ကိုအရင်သိအောင်လုပ်ဖို့ဆိုတာကအဲ့ဒီဝင်လေထွက်လေကိုလောဘဒေါသမောဟနဲ့ရှုထုတ်အောင်မှာမဟုတ်ဘူးတတိနဲ့ကြည့်ပြီးတော့ရှုထုတ်ရမှာဝင်လေထွက်လေလေးစင်ကြဲအောင်ဝင်လေထွက်လေလေးတန်ရှင်းအောင်ဝင်လေထွက်လေလေးဖြူစင်အောင်လောဘဒေါသမောဟမယောမိအောင်ဆိုတာတတိနဲ့ကြည်ရတာတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့တတိယရေးကြည့်တယ်နော်ခန္ဓာကိုယ်ရိယပုဒ်တွေငြိမ်နေပါစေတတိယရေးကြည့်တယ်နော်ခန္ဓာကိုယ်ရိယပုဒ်တွေမလှုပ်စေနဲ့တရားရှုမှတ်တဲ့အချိန်ဟာဘာမှမကြပါဘူးတတိဆွဲဆွဲမြဲမြဲထားပြီးတော့တေချာကြည့်နေရင်ယောဂီတို့ရဲ့နှာသီးဝါးကဝင်လေထွက်လေတစုံကိုရှင်းရှင်းလင်းလင်းမြင်လာပါလိမ့်မယ်တေချာကြည့်ပေးပါနှာသီးဝါးနှကမ်းပြားမှာတိုးထီပြီးဝင်သွားတဲ့သဘောလေး
နာသီဝနှကမ်းပြားမှာတိုးထိပြီးထွက်သွားတဲ့သဘောလေးအဲ့ဒီဝင်လေထွက်လေလေးဟာယောဂီတို့အသက်ရှင်နေသူရှိနေတယ်ဒီသဘောလေးကိုတတိကပ်ပြီးတော့ကြည်ပေးနေုံပဲတတိထားဝရိယဆိုင်အာယုံတစ်ပါးစိတ်မသွားစေနဲ့ခန္ဓာအပြင်ဘက်စိတ်မထွက်ပါစေနဲ့တတိရှိရင်တတိဆွဲရင်တတိမြဲနေရင်အိတ်ချင်တဲ့စိတ်ငိုင်းချင်တဲ့စိတ်တွေမလာပါဘူးလှုပ်ချင်တဲ့စိတ်လှဲ့ချင်တဲ့စိတ်လည်းမလာပါဘူးရင်းချင်တဲ့စိတ်ရိုင်းချင်တဲ့စိတ်လည်းမလာပါဘူးကုတ်ချင်တဲ့စိတ်ဖဲ့ချင်တဲ့စိတ်တွေလည်းမလာပါဘူးတတိကြည်ကြည်ထားပါယောဂီတို့ဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိထူထောင်လာတာအချိန်15မိနစ်ရှိသွားပါပြီဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိအားကောင်းတဲ့ပုဂ္ဂိုလ်များကခန္ဓာဘက်ကိုညံလှည့်ကြည့်ပါဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတမာတိအားနေသေးတဲ့ပုဂ္ဂိုလ်များကဆက်လက်ပြီးတော့ဝင်လေထွက်လေကိုရှုမှတ်ပေးပါမိမိကိုမိမိစစ်ကြည့်လိုက်ပါဝင်လေထွက်လေကိုတတိနဲ့ရှုမှတ်ပြီးတော့ဝင်လေလေးပါလားထွက်လေလေးပါလားအဖြစ်တရားကိုတမာတိတည်ငြိမ်မှုအားကောင်းလာပြီဆိုရင်ခန္ဓာဘက်ကိုညံလှည့်ကြည့်လိုက်ပါခန္ဓာဘာတွေပြောနေသလဲခန္ဓာဘာတွေပြနေသလဲခန္ဓာဘာတွေဖြစ်နေသလဲဇန်အလုတ်ကနေညံအလုတ်ကိုရောက်လာပါပြီခန္ဓာပြောသမျှခန္ဓာဖြစ်သမျှခန္ဓာပြသမျှညံနဲ့စောင့်ကြည့်ပါခန္ဓာကြီးကနာတယ်လို့ပြောမယ်ခန္ဓာကြီးကကျင်တယ်လို့ပြမယ်ခန္ဓာကြီးကပူတယ်လို့ဖြစ်မယ်ခန္ဓာဘာတွေပဲပြောညံနဲ့သာစောင့်ကြည့်ပါခန္ဓာသဘောကတော့ပြောနေမှာပဲခန္ဓာသဘောကတော့ဖြစ်နေမှာပဲခန္ဓာသဘောကတော့ပြနေမှာပဲဉာဏ်ကစောင့်ကြည့်ပေးနေုံပဲမဖြစ်တာကိုဖြစ်ပါလို့လည်းပြောเสียမလိုဘူးဟေးမနာတာမကျင်တာနာတာကျင်တဲ့ဝေဒနာတွေကိုလည်းဟဲ့မနာနဲ့မကျင်နဲ့လို့လည်းပြောเสียမလိုဘူးယောဂီတို့ကမနာနဲ့ဆိုလဲနာပြနေမှာပဲယောဂီတို့ကမကျင်နဲ့ဆိုလဲကျင်ပြနေမှာပဲယောဂီတို့ကမပူနဲ့ဆိုလဲပူပြနေမှာပဲဉာဏ်နဲ့သာစောင့်ကြည့်ပါခန္ဓာမှာပေါ်လာသမျှအရှုခံတွေပါတလုံးနဲ့ပြောရင်ခန္ဓာမှာပေါ်လာသမျှအရှုခံတွေတဲ့နာမယ်ကျင်မယ်ကြိုက်မယ်ခဲမယ်ညောင်းမယ်ထုံမယ်ပူမယ်အေးမယ်စူးမယ်အောင့်မယ်အမြည်တက်ပြီးတော့ဒါဆုံအောင်ပြောနေရတာတကယ်တမ်းကျအရှုခံတွေပဲတဲ့အဲ့ဒီရှုခံတွေကိုနောက်ကအရှုညာနဲ့စောင့်ကြည့်ပေးနေုံပဲခန္ဓာမှာပေါ်လာသမျှအနိစ္စရှုတဲ့ညာကမက်ကခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ဆိုပြီးတော့အနိစ္စတွေကိုမြင်အောင်ဉာဏ်နဲ့ဖြတ်ချနေရင်ဩအတုံးမကြတဲ့ခန္ဓာကြီးပါလားဩနှစ်သက်เสียမရှိတဲ့ခန္ဓာကြီးပါလားဩတမ်းမဲ့เสียမရှိတဲ့ခန္ဓာကြီးပါလားဆိုကောင်းကောင်းကြီးသိလာပါလိမ့်မယ်တတိထားဝရိယဆိုင်ပညာနဲ့ကြည့်ပေးပါတတိထားဝရိယဆိုင်ပညာနဲ့ကြည့်ပေးပါဝိပဿနာတရားကြိုးစားအားထုတ်နေတယ်ဆိုတာမိမိကိုမိမိကဲတင်တာတဲ့ယောဂီတို့ရဲ့ဘဝအပေတကားပိတ်ဖို့ဆိုတာကဘယ်သူမှလုံမပေးနိုင်ပါဘူးဆရာသမားတွေသစ္စာဓမ္မဟောပေးနေတယ်ဆိုတာသိဖို့အတွက်သင်ပေးတာတ
တကယ်ပဲတကားပိတ်ဖို့ကြတော့ယောဂီတို့ကိုယ်တိုင်ကျင့်ရတာဒါကြောင့်ဝိပဿနာတရားကြိုးစားအားထုတ်နေတဲ့ဆိုတာမဟုတ်ဆိုတော့ရပြောပါတယ်မိမိကိုမိမိကဲတင်တာတဲ့အဘယ်လေးပါမကြဖို့အဘယ်တကားပိတ်ဖို့အတွက်ဒိဋ္ဌိနဲ့ဝိစီကိစ္စပြုတ်ဖို့ဝိပဿနာတရားကိုကြိုးစားအားထုတ်တာအပယ်လန်းဆိုတာစင်ရဲလန်းနဲ့ဒုက္ခတိလန်းဆိုတာခိတ္တအပန်းဖြစ်ရာလန်းနဲ့လန်းတကလန်းထဲမှာတဲ့မက်ကင်လန်းသည်သာလျင်ချမ်းသာအဆုံးကိုပို့တဲ့လန်းနဲ့ငရဲတိရစ္ဆာန်ပိဋ္ဌာအတုရကေဆိုတဲ့စင်ရဲတဲ့အပယ်လန်းကိုယောဂီတို့မသွားခြင်းပါဘူးအချိန်နဲ့မြဒုက္ခသစ္စာတွေတလဇက်ခံနေရတဲ့အပယ်လန်းဆင်းရဲလန်းကိုဘယ်ပုဂ္ဂိုလ်မှမသွားခြင်းဘူးဘာဖြစ်လို့လဲဆိုဒုက္ခသစ္စာမို့တယ်ဒုက္ခတိလန်းကျတော့ခိတ္တအပန်းဖြစ်ရာလန်းနဲ့လူပြေနတ်ပြေဗြဟ္မပြေဒါဒုက္ခတိပဲဒီဒုက္ခတိလန်းကတော့ခိတ္တပန်းဖြေရလန်းအခုယောဂီတို့လူဘဝကြီးရောက်လာတယ်ဆိုတာခဏလေးပဲကုသိုလ်ကံအရှိန်ကြောင့်လူဘဝကိုရလာတာကုသိုလ်ကံအရှိန်ကြောင့်နတ်ဘဝကိုရကြတာဇံအရှိန်ကြောင့်ဗြဟ္မဘဝကိုရကြတာအဲ့ဒီအရှိန်တွေကုန်ရင်အပန်းဖြေတဲ့နေရာကနေပြီးတော့ပြန်ပြီးတော့ပြုတ်ကြတာအပယ်လေးပါဆိုတဲ့ဆင်းရဲတဲ့လမ်းလည်းမလျှောက်ချင်ကြနဲ့တဲ့အရှင်ကိုရင်ဒုက္ခသစ္စာတဲ့ပြန်ပြုတ်ကြမဲ့ဒုက္ခတိလမ်းလည်းအပန်းမဖြေခြင်းနဲ့တဲ့လမ်းတကလမ်းထဲမှာချမ်းသာအဆုံးကိုပို့တဲ့လမ်းအခုယောဂီတို့ရှုမှတ်ပွားများနေတာမဂ်ကင်လမ်းတိတိကျကျပြောရင်တော့မဂ္ဂသစ္စာပွားနေတာအဲ့ဒီဝိပဿနာရှုပြီးတော့သေသေးချာချာအားထုတ်နေတာသည်မဂ်ကင်လမ်းကိုရှောင်နေတာလမ်းတကလမ်းထဲမှာအချမ်းသာဆုံးကိုပို့တဲ့လမ်းနဲ့ဆင်းရဲတဲ့အပယ်လမ်းမဟုတ်ဘူးခိတ္တပန်းဖြေတဲ့ဒုက္ခတိလမ်းလည်းမဟုတ်ဘူးတဲ့ချမ်းသာအဆုံးကိုပို့ပေးတဲ့လမ်းအဲ့ဒီချမ်းသာအဆုံးရောက်မဲ့နေရာကတခြားမဟုတ်ဘူးတဲ့နိရောဓသစ္စာနိဗ္ဗာန်တဲ့ကိုယောဂီတို့ဝိပဿနာတရားတွေကြိုးစားအားထုတ်နေတယ်ဆိုတာအဲ့ဒီနိဗ္ဗာန်ကိုရောက်ဖို့အတွက်ချမ်းသာအဆုံးကိုပို့မဲ့မဂ်ကင်လမ်းကိုရှောင်နေတာတဲ့တတိထားပြီးတော့ကြည်ပါခန္ဓာကိုယ်ရိယပုကြီးကိုမညာပါနဲ့ဒီခန္ဓာကြီးကယောဂီတို့ကိုတစ်ချက်ကလေးမှပြန်ငဲ့ပြီးညှတာမဟုတ်ဘူးဒီခန္ဓာနဲ့ပတ်သက်ပြီးတော့ကျွေးရမွေးရပြုပြင်ပေးရဝတ်စားတွေဆင်ရင်ပေးရနဲ့လူဘဝလောကတွေရောက်လာတဲ့ကခန္ဓာရဲ့စိတ်တိုင်းကြကိုလိုက်ပြီးဆောင်ရွက်ပေးခဲ့ရတာယောဂီတို့ဆိုတာကခန္ဓာရဲ့ကျွန်နေကျွန်ဘဝကလွတ်ကိုမလွတ်သေးဘူးအဲ့တော့ဝိပဿနာတရားတွေအားထုတ်နေတယ်ဆိုတာကခန္ဓာရဲ့သခင်ဖြစ်အောင်ကြိုးစားနေတာကျွန်ဘဝကလွတ်ဖို့ဆိုတာကသခင်ဖြစ်မှလွတ်မှာခန္ဓာကြီးကနာလာပြီဟဲ့ခန္ဓာနာရာနင်းရဲ့အလုပ်စောင့်ကြည့်ရမှာဉာဏ်ရဲ့အလုပ်ခန္ဓာကြီးကကျင်လာပြီဟဲ့ခန္ဓာကျင်တာနင်းရဲ့အလုပ်စောင့်ကြည့်ရမှာဉာဏ်ရဲ့အလုပ်ခန္ဓာကြီးကပူလာပြီဟဲ့ခန္ဓာပူရာနင်းရဲ့အလုပ်စောင့်ကြည့်ရမှာဉာဏ်ရဲ့အလုပ်ကွယ်ကွယ်ပြားပြားသိနေပါစေခန္ဓာကြီးကနာပြတာကျင်ပြတာပူပြတာကိုဉာဏ်နဲ့စောင့်ကြည့်နိုင်ရင်ယောဂီတို့ခန္ဓာရဲ့သခင်ဖြစ်ပြီပဲခန္ဓာကိုနိုင်အောင်ခိုင်းနိုင်လို့အဲ့ဒီပုဂ္ဂိုလ်ကခန္ဓာရဲ့သခင်တဲ့အဲ့ဒါလို့ကျွန်ဘဝကလွတ်မြောက်မှအပေတကားပိတ်မှာသခင်ဘဝရောက်မှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာကြိုးစားအားထုတ်ကြပါတန်ဖိုးရှိတဲ့အချိန်တွေကိုတန်ဖိုးတိတိအသုံးချပါဘုရားရှင်ကိုယ်တော်မြတ်ကြီးကအရေးကြီးလွန်းလို့
ဝိပဿနာတရားတွေအားထုတ်ကြဟဲ့ဆိုပြီးတော့မှားခဲ့တာအကြိမ်ပေါင်း1992ကြိမ်နဲ့ဘုရားရှင်ကိုရမြတ်ကြီးသစ္စာဓမ္မတွေဟောကြားပြီးတော့ဝိပဿနာတရားတွေအားထုတ်အောင်တန်ត្រာဝဲဩဃကလွတ်အောင်ဝိနည်းတတ္တဝါတွေကိုဆုံးမခဲ့တာက45နှစ်45ဝါဝိပဿနာတရားတွေအားထုတ်ကြဝိပဿနာတရားတွေအားထုတ်ကြလို့ပြောခဲ့တာက1992ကြိမ်နဲ့ကဲဘယ်လောက်အရေးကြီးလဲအရေးကြီးလို့အကျဉ်းချင်းအခါကအတိပေးဆုံးမခဲ့တာယောဂီတို့ပြော့နေလို့မရဘူးနော်မိမိခန္ဓာမိမိညှာနေလို့မရဘူးဘုရားရှင်ကိုရောမြတ်ကြီးကမဟာကရုဏာတော်ကြီးနဲ့အကျဉ်းပေါင်း1992ကြိမ်နဲ့ကြည်စံဘယ်လောက်မေတ္တာကရုဏာကြီးမားသလဲသစ္စာလေးပါးကိုသူသိသလိုသိအောင်နန္ဒရာဝေဩဃကြီးတဲ့ကသူလွတ်မြောက်သလိုလွတ်မြောက်အောင်ဘုရားရှင်ကိုရောမြတ်ကြီးကအဆုံးအမတွေအများကြီးပေးခဲ့တာဒီတော့ယောဂီတို့ကဘုရားကိုဘာနဲ့ပူဇော်မလဲခုမိမိတို့နေ့စဉ်ဘုရားကိုပူဇော်နေကြတာစွမ်းရည်ချမ်းပန်းစီမိတဲ့ဘုရားရှင်ကိုရောမြတ်ကြီးကသူ့ကိုစွမ်းရည်ချမ်းပန်းစီမိတိတိဝလံနဲ့ပူဇော်တာမကြိုက်ဘူးဗျအေးတဲ့မင်းတို့တွေအခုလှူဒန်းနေတဲ့စွမ်းနေပန်းနေတိတိတွေဒါတွေကတော့ကွာတဲ့ငါဖះမဖြစ်ခင်သိတ္တမင်းသားဘဝကဒီထဲမကတဲ့အစာတောက်တွေငါအကုန်လုံးမှီဝဲသုံးဆောင်ခဲ့ပြီတဲ့ရှင်းအောင်ပြောရင်ဒါတွေကအရေးမကြီးဘူးတဲ့မလိုဘူးတဲ့မလှူရဘူးတော့မဟုတ်ဘူးတဲ့ဒါနာမျိုးစစ်ဖြစ်ဖို့တော့လှူလို့ရတယ်လှူလဲလှူနေကြတယ်လှူလဲလှူရမယ်တကယ်ဘုရားရှင်ကိုရမကြီးနှစ်သက်တာကသူ့ကိုတကယ်ကြည်ညိုရင်တကယ်မြတ်နိုးရင်တရားနဲ့ပူဇော်ကြတယ်ရေးကြည့်တယ်နော်ဘုရားရှင်ကိုရမကြီးအနှစ်သက်ဆုံးဘုရားရှင်ကိုရမကြီးအလိုလားဆုံးကသူ့ကိုတကယ်မြတ်နိုးရင်တဲ့ဘုရားရှင်ကိုရမကြီးကိုတကယ်ကြည်ညိုရင်ဝိပဿနာတရားနဲ့ပူဇော်ကြတဲ့အဲ့ဒါဘုရားရဲ့အကြိုက်ပဲခုယောဂီတို့ကမ္မထံစီးဖြန်းနေတယ်ဆိုတာဘုရားရှင်ကိုရမကြီးကိုဝိပဿနာတရားနဲ့ပူဇော်နေတာဘယ်လောက်တန်ဖိုးကြီးသလဲတတိထားပေးပါတတိမလွတ်ပါစေနဲ့ခန္ဓာအပြင်ဘက်ညံမထွက်ပါစေနဲ့ခန္ဓာမှာပေါ်လာသမျှအရှုခံတွေကြီးပဲအဲ့ဒီရှုခံတွေကိုနောက်ကအရှုညံနဲ့ကက်ကနဲ့ထက်ကနဲ့မိအောင်ကြည်ပါယောဂီတို့တရားရှုမှတ်လာတာ25မိနစ်ရှိသွားပါပြီအချိန်ကြာလာတာနဲ့အမျှခန္ဓာကြီးကပြပြီပေါ့နားတဲ့လူကနားမယ်ကျင်တဲ့လူကကျင်မယ်ပူတဲ့လူကပူမယ်မတူဘူးတယောက်နဲ့တယောက်ပေါ်နေတဲ့ဝေဒနာတွေတန်တွေဖောက်ပြန်မှုတွေကမတူဘူးတချို့ကတင်ပါကပူနေမယ်တချို့ကခြေပြားကကျင်းနေမယ်တချို့ကကုတ်ကြောဤတင်းနေမယ်လေးနေမယ်တချို့ကခါးကအောင့်နေမယ်တချို့ကဒူးကနာနေမယ်အော်ခန္ဓာဒုက္ခတွေစုပြုံနေလို့ခန္ဓာလို့ခေါ်ပါလားအဲ့ဒီဒုက္ခတွေမလိုချင်ဘူးဆိုရင်ဉာဏ်နဲ့သာစောင့်ကြည့်နာပါစေနာရခန္ဓာရဲ့လို့စောင့်ကြည့်ရမှာဉာဏ်ရဲ့လို့ပူပါစေပူရာခန္ဓာရဲ့လို့စောင့်ကြည့်ရမှာဉာဏ်ရဲ့လို့စုပါစေစုရာခန္ဓာရဲ့လို့စောင့်ကြည့်ရမှာဉာဏ်ရဲ့လို့ခန္ဓာထဲမှာငါမရောဘဲနဲ့ဉာဏ်နဲ့နှော့ကြည့်လိုက်ရင်ယောဂီတို့အနိစ္စဆိုတဲ့အပြစ်တရားတွေကိုအချက်ပေါင်းများစွာတွေ့ပါလိမ့်မယ်တတိထားပြီးတော့ကြည်ပါနာနာပူပူကျင်ကျင်ဆူဆူအောင်အောင်တစ်ဆက်တည်းပူနေတာမဟုတ်ဘူးတဲ့တစ်ဆက်တည်းကျင်နေတာမဟုတ်ဘူး
ရှေ့ပူရာလေးနဲ့နောက်ပူရာလေးနဲ့မတူသိလိုက်တာဉာဏ်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးနဲ့မတူသိလိုက်တာဉာဏ်အဲ့မတူတာလေးတွေစောင့်ကြည့်ပေးနေုံပဲတဏှာနဲ့နာနေတာမဟုတ်ဘူးနော်တကျင်နဲ့ကျင်နေတာမဟုတ်ဘူးအော်ဒီနာကြီးကမပြောက်ပါလားဒီကျင်နာကြီးကမပြောက်ပါလားဘာလို့ဒီလောက်ထိကျင်နေတာလဲဘာလို့ဒီလောက်ထိပူနေတာလဲဒါကြီးကမပြောက်တော့ဘူးလားအဲ့ဒါလို့ယူရင်တတ္တရာဒိဋ္ဌိဖြစ်သွားမယ်ဘုရားကဟောပြီးသားပါတဗ္ဗေသင်္ခါရအိဋ္ဌာတဲ့အလုံးကုန်သောသင်္ခါရတရားတွေဟာအနိစ္စမမြဲဘူးတဲ့တဗ္ဗေသင်္ခါရဒုက္ခတဲ့အလုံးစုံကုန်သောသင်္ခါရတရားတွေဟာဒုက္ခဆင်းရဲတယ်တဲ့တဗ္ဗေဓမ္မအနတ္တတဲ့အလုံးစုံကုန်သောယုံနာဓမ္မသင်္ခါရတရားတွေဟာအနတ္တငါမပိုင်ဘူးတဲ့နာရာကိုမနာနဲ့လို့အမိန်ပေးလို့မရကျင်တာကိုမကျင်နဲ့လို့အမိန်ပေးလို့မရပူတာကိုမပူနဲ့လို့အမိန်ပေးလို့မရအောင့်တာကိုမအောင့်နဲ့လို့အမိန်ပေးလို့မရအဲ့ဒါလို့မမြဲစင်းရဲ့အစိုးမရအနိစ္စဒုက္ခအနတ္တကိုမြင်ဖို့အတွက်ပညာယပတ္တိတဲ့ပညာနဲ့စောင့်ကြည့်ပါနားလည်အောင်ပြောရင်ဉာဏ်နဲ့စောင့်ကြည့်တဲ့အဲ့ဒါလို့ဉာဏ်နဲ့စောင့်ကြည့်ရင်တဲ့ဩယွန်စရာခန္ဓာကြီးပဲညှင်းငွေ့စရာခန္ဓာကြီးပဲမုန်းစရာခန္ဓာကြီးပဲဆိုပြီးတော့ခန္ဓာရဲ့အပြက်ဖြစ်ပြက်မွေးသေးတွေအကြိမ်ကြိမ်မြင်ရင်အခါခါမြင်ရင်ညှင်းငွေ့လာလိမ့်မယ်ဒီခန္ဓာကြီးကိုခန္ဓာကြီးကိုညှင်းငွေ့လာရင်မလိုချင်မှုဒီခန္ဓာမလိုချင်မှုဒီခန္ဓာဆိုပြီးတော့မုန်းအောင်ရှုနိုင်ပါလိမ့်မယ်ဖြစ်ပြက်တွေကိုမြင်အောင်ကြည်နိုင်ရင်ယထာဘုဒ္ဓဉာဏ်အဲ့ဒီဖြစ်ပြက်မွေးသေးတွေကိုမုန်းအောင်ကြည်နိုင်ရင်နိဗ္ဗိန္ဒဉာဏ်ဖြစ်ပြက်မွေးသေးတွေကိုမလိုချင်ဘူးဆုံးအောင်ရှုနိုင်ရင်မက်ဉာဏ်အဲ့တော့ယောဂီတွေရဲ့ခန္ဓာကပြောသမျှပြသမျှအနိစ္စတွေကိုအချက်ပေါင်းများစွာပြက်နေတယ်လို့ဆုံးဖြတ်ချက်ချနိုင်ရင်အမှန်တိုင်းမြင်နေသည့်အတွက်ယထာဘုဒ္ဓဉာဏ်ရပါလိမ့်မယ်အဲဒီကနေဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်နာလိုက်ကျင်လိုက်အနိစ္စပြက်လိုက်ပူလိုက်ဆူလိုက်အနိစ္စပြက်လိုက်ရှေးကပြက်လိုက်နောက်ကအစားထိုးလိုက်ဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်အဲ့ဒီဖြစ်ပြက်မွေးသေးတွေကိုအကျဉ်းဖန်များစွာမြင်ရင်ဩနှစ်သက်စရာမရှိတဲ့ခန္ဓာကြီးပါလားယွန်စရာခန္ဓာကြီးပါလားဆိုဒီခန္ဓာကြီးကိုညီငွေ့ဒီခန္ဓာကြီးကိုညီငွေ့ရင်နိဗ္ဗိန္ဒဉာဏ်ရပါလိမ့်မယ်ဖြစ်ပြက်တွေကိုအမှန်မြင်တော့ကယထာဘုဒ္ဓဉာဏ်ဖြစ်ပြက်တွေကိုယွန်မုံလာတော့နိဗ္ဗိန္ဒဉာဏ်တော်ပြီအသုံးမကျတဲ့ခန္ဓာကြီးဒုက္ခသစ္စာခန္ဓာကြီးမလိုချင်ဘူးဆိုဆုံးအောင်ရှုနိုင်ရင်မဉဏ်တေချာကြည့်ပါမြင်မုံဆုံးအောင်ရှုပါခန္ဓာမှာဘာတွေပြောတွေးကြည့်ခန္ဓာမှာဘာတွေဖြစ်တွေးကြည့်ခန္ဓာမှာဘာတွေပြတွေးကြည့်အဲ့ဒီတွေးကြည့်တာကသမ္မာသင်္ကပ္ပတွေးကြည့်တော့ပူတဲ့သဘောလေးမမြဲပါလားကျင်တဲ့သဘောလေးမမြဲပါလားဆူးတဲ့သဘောလေးမမြဲပါလားဆိုအမှန်မြင်တာကသမ္မာဒိဋ္ဌိတဲ့အဖြစ်ကိုမြင်တော့သမာဓိမဂ်ကင်3ပါးအပြက်ကိုမြင်တော့ပညာမဂ်ကင်2ပါးဖြစ်ပျက်ကိုအမှန်မြင်တော့လောကီမဂ်ကင်5ပါးဖြစ်လိုက်ပြက်လိုက်မွေးလိုက်သေလိုက်ခန္ဓာထဲမှာဖြစ်ပြီးတော့ပြက်နေတာမွေးပြီးတော့သေနေတာအဲ့ဒီဖြစ်ပျက်တွေကိုမြင်အောင်ကြည့်တာကမဂ်ကင်5ပါးနဲ့ကြည့်ရတာတတိထာဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါတတိထာဝရိယဆိုင်ပညာနဲ့စောင့်ကြည့်ပါဝိပဿနာတရားရှုမှတ်နေတဲ့အချိန်မှာကိလေသာကြားမခိုပါစေနဲ့
ယောဂီတို့ရဲ့ခန္ဓာထဲမှာကိလေသာတွေကနင်းကန်ပြီးတော့တွန်းဝင်နေခြင်းတာအဲ့ဒီကိလေသာတွေကိုခန္ဓာတွေကိုဝင်မခိုးစေနဲ့တဲ့ခန္ဓာမှာပေါ်လာသမျှအရှုခံတွေကိုအရှုဉဏ်လေးနဲ့တိတိမိမိရှုပါတတိထားတတိမလို့ပါစေနဲ့ခန္ဓာအပြင်ဘက်ဉာဏ်မထွက်ပါစေနဲ့ခန္ဓာနဲ့ဉာဏ်နဲ့ကပ်နေပါစေဝိပဿနာတရားရှုမှတ်နေတာဒို့တယောက်တည်းမဟုတ်ဘူးယောဂီတွေအားလုံးစုပေါင်းပြီးတော့ရှုမှတ်နေတာသူလှုပ်တယ်လို့ငါလှုပ်နိုင်ရမယ်သူရှုမှတ်တယ်လို့ငါရှုမှတ်နိုင်ရမယ်သူအားထုတ်တယ်လို့ငါအားထုတ်နိုင်ရမယ်ဩတမဏိနဲ့တိဆောက်ထားတဲ့ခန္ဓာတယောက်မှမပါဘူးသွေးသားနဲ့တိဆောက်ထားတဲ့ခန္ဓာတွေကြည့်ပဲခန္ဓာမှန်သမျှဝေဒနာတံဖောက်ပြန်မှုတွေရှိနေတာပဲငါခန္ဓာတကူတဲ့နာနေတာကျင်နေတာပူနေတာမဟုတ်ဘူးခန္ဓာရှိသူတိုင်းနာနေတာကျင်နေတာပူနေတာသူတို့တောင်ရှုမှတ်နိုင်သေးတာပဲသူတို့တောင်လုံနိုင်သေးတာပဲသူတို့တောင်အားထုတ်နိုင်သေးတာပဲငါဘာလို့မလုံနိုင်ရမှာလဲဒီနေရာမျိုးကြမာနာထားရတယ်တီးခံနိုင်ရတယ်ခန္ဓာမှာပေါ်လာသမျှဝေဒနာတံဖောက်ပြန်မှုတွေကိုတီးခံပြီးတော့ငါဘာလို့မလုံနိုင်ရမှာလဲဆိုမြင်အောင်ကြည့်မြင်အောင်ရှုရတယ်ခန္ဓာမှာပေါ်လာသမျှလဲအရှုခံတွေကြည့်ပဲအဲ့ဒီရှုခံတွေကိုအရှုဉာဏ်နဲ့ထပ်ထပ်မိအောင်ကြည့်နေရင်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ကိလေသာမဝင်နိုင်တော့ဘူးတဲ့တတိထားပြီးတော့ကြည်ပါခန္ဓာတစ်ချက်ဉာဏ်တစ်ချက်ကြိုက်အောင်မရှုရင်တော့လူကိုကိလေသာကနိုင်သွားလိမ့်မယ်လူကိုကိလေသာကအနိုင်မခံနဲ့လူကိုကိလေသာကနိုင်တယ်တဲ့ကိလေသာကိုတရားကနိုင်တယ်တဲ့အဲ့ဒီတရားကိုတော့အသိနဲ့တတိကနိုင်တယ်တဲ့ဒီတော့ယောဂီတို့ရဲ့ခန္ဓာထဲမှာကိလေသာဝင်မခံနဲ့တရားကနိုင်နေပါစေအဲ့ဒီတရားကအမြဲနိုင်ဖို့အတွက်အသိနဲ့တတိမလွတ်စေနဲ့တဲ့အရေးကြီးတယ်နော်ဝိပဿနာတရားရှုမှတ်ပွားများတယ်ဆိုတာကိလေသာကိုတရားနဲ့အနိုင်တိုက်နေတာလိုချင်တဲ့လောဘကိလေသာမကျေနပ်တဲ့ဒေါသကိလေသာစိတ်ကူးရင်တဲ့မောဟကိလေသာအဲ့ဒီကိလေသာတွေကိုတရားနဲ့အနိုင်တိုက်နေတာကိလေသာတွေကိုတရားနဲ့အနိုင်တိုက်နိုင်ဖို့အသိနဲ့တတိမလွတ်စေနဲ့တဲ့အသိနဲ့တတိလွတ်ရင်တရားကချွတ်ချော်ပြီးတော့လှုပ်ခြင်းလက်ခြင်းနဲ့စိတ်တွေရင်းခြင်းရိုင်းခြင်းနဲ့စိတ်တွေပြင်းခြင်းပြောင်းခြင်းနဲ့စိတ်တွေရွက်ခြင်းဆောင်းခြင်းနဲ့စိတ်တွေအဲ့ဒါကိလေသာစိတ်တွေအသိနဲ့တတိလွတ်ရင်တရားချွတ်ချော်တယ်တရားချွတ်ချော်ရင်ယောဂီတို့မှတ်ထားလူကိုကိလေသာကနိုင်သွားလိမ့်မယ်ပြောပြပါပြီဝိပဿနာတရားအားထုတ်တယ်ဆိုတာကကိလေသာကိုတရားနဲ့အနိုင်တိုက်နေတာပေါ်လာသည်မြနာကျင်ကြိုက်ခဲညောင်းထုံပူအေးစူးအောင်ဆိုတဲ့ဝေဒနာတံဖောက်ပြန်မှုတွေကိုဉာဏ်နဲ့သာစောင့်ကြည့်ပါရှေ့ပူတာလေးနဲ့နောက်ပူတာလေးမတူပါလားသိလိုက်တာဉာဏ်ရှေ့နာတာလေးနဲ့နောက်နာတာလေးမတူပါလားသိလိုက်တာဉာဏ်ရှေ့ကျင်တာလေးနဲ့နောက်ကျင်တာလေးမတူပါလားသိလိုက်တာဉာဏ်ရှေ့ထုံတာလေးနဲ့နောက်ထုံတာလေးမတူပါလားသိလိုက်တာဉာဏ်မတူဘူးနော်အော်ကျင်နေပြီတစစ်စစ်နဲ့ကျင်နေပြီမခံနိုင်အောင်ကျင်နေပြီတိုးတိုးပြီးတော့ကျင်နေပြီဆိုးဆိုးပြီးတော့ကျင်နေပြီမတူပါဘူးဟာတအားကြီးကျင်လာတယ်အော်ကျင်တာလေးကယော့သွားပြီဟောပူနေပြီရှင်းရှင်းနဲ့ပူနေပြီတချို့ဆိုပူတာပေါ့မိဂကြီးဖင်ခုထားသလိုပဲပူကြက်နေတာတအားပူနေပြီအော်ယော့သွားပြီဟောပြင်းပြထန်ထန်ပူလာပြီတယောက်နဲ့တယောက်မတူဘူးနော်အော်ရှစ်ပူတာကြီးကအော်ယော့သွားပြီ
ကဲရှစ်ဘူးရာကြီးဘယ်ရောက်သွားလဲပြက်သွားတာဗျာအဲ့ဒါကိုညာနဲ့စောင့်ကြည့်အော်ရှင်းနဲ့အပူလေးကကျသွားပြီစောစောတအားပူတဲ့အပူကြီးဘယ်ရောက်သွားပြီလဲပြက်သွားပြီဒါကိုညာနဲ့စောင့်ကြည့်ပါတချို့ဆိုလေခြေတော့ကဖိထိုင်တာတော့ခြေပမိုးလေးမှာကျင်းနေတာပဲစစ်နဲ့တက်နဲ့တွေးကြောလေးတွေလှုပ်နေသလိုလိုအရေပြားလေးတွေလှုပ်နေသလိုလိုနဲ့ဩကျင်းလားဟောတအားကျင်းနေပါလားဩရော့သွားပြီဟောတအားကျင်းနေဆိုတာမရှိတော့ဘူးဩကျင်းနေဆိုတာဖြစ်တာဟောတအားကျင်းတဲ့သဘောလေးမရှိတော့ဘူးပြက်သွားတာဖြစ်ပြီးတော့ပြက်သွားတာဩကျင်းတာလဲဒုက္ခသစ္စာပဲနောက်ကညာနဲ့စောင့်ကြည့်ပေးနေုံပဲပြက်လိုက်အစာထိုးလိုက်ညာငါတိပေးလိုက်ဖြစ်သမျှပြတ်မှာပဲပြတ်ဖို့အတွက်ဖြစ်လာတယ်ကျင်းတဲ့သဘောလေးဖြစ်တယ်ညာနဲ့ကြည့်တော့မရှိဘူးပြတ်သွားတယ်ပူတဲ့သဘောလေးဖြစ်တယ်ညာနဲ့ကြည့်တော့မရှိဘူးပြတ်သွားတယ်အောင်းတဲ့သဘောလေးဖြစ်တယ်ညာနဲ့ကြည့်တော့မရှိဘူးပြတ်သွားတယ်ထုံတဲ့သဘောလေးဖြစ်တယ်ညာနဲ့ကြည့်တော့မရှိဘူးပြတ်သွားတယ်ဩဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်ဖြစ်လိုက်ပြက်လိုက်အစာထိုးလိုက်အဲ့ဒါညာကတိပေးနေုံပဲဖြစ်ပြနဲ့မဲ့နဲ့ခန္ဓာအရှိနဲ့ညာအတိနဲ့အရှိခန္ဓာနဲ့နောက်ကအတိညာနဲ့ကိုက်နေပြီဆိုရင်ထိုင်တော့ရှုတော့မှတ်တော့နာယီတွေဟာကိုယ်နဲ့မဆိုင်တော့ဘူးတဲ့ဒီခံပါစိတ်ရှည်ပါဇွဲတန်ပါဝိပဿနာအလုပ်ဆိုတာကတီးခံနိုင်မှစိတ်ရှည်နိုင်မှဇွဲတန်နိုင်မှအနိစ္စကိုအချက်ပေါင်းများစွာမြင်တာပါတတိထားတတိမလွတ်ပါစေနဲ့ခန္ဓာအပြင်ဘက်ညာမထွက်စေနဲ့ခန္ဓာနဲ့ညာနဲ့ကပ်နေပါစေတေချာကြည့်နော်မြင်အောင်ကြည့်နော်ချိန်မိနစ်40ပြည့်ကနီးပါပြီခန္ဓာဘယ်လိုပြောနေသလဲတေချာစောင့်ကြည့်ပါပြောနေတယ်နော်ခန္ဓာကြီးကပြောနေတယ်ကြောရှိတော့ကြောကအောက်မှာပေါ့ဂုတ်ရှိတော့ဂုတ်ကတင်းမှာပေါ့ခြေတော်ရှိတော့ခြေတော်ကနာမှာပေါ့ခန္ဓာကိုယ်တစ်ခုလုံးဟာဝေဒနာတံဖောက်ပြန်မှုတွေနဲ့စုပြုံပြီးတော့တိဆောက်ထားတာမနာနဲ့မကျင်နဲ့မပူနဲ့မဆူးနဲ့မအောင်နဲ့ကြိုက်တယ်လို့အမိန်ပေးဖះကအနတ္တလို့ပြောပြီးစားငါမပိုင်ဘူးတဲ့ဒါကိုညာနဲ့မြင်အောင်ကြည့်ပေးနေုံပဲခန္ဓာမှာပေါ်လာသမျှအနိစ္စအပြက်လို့ပြောတာစောင့်ကြည့်ရမှာကမက်ကညာလို့ပြောတာခန္ဓာမှာပေါ်လာသမျှအရှုခံတွေကိုတဲ့အရှုဉာဏ်နဲ့သေချာစောင့်ကြည့်ပါခန္ဓာဖြစ်ပြီးပြက်လို့ဒုက္ခသစ္စာရှုတဲ့ဉာဏ်ကမက်ကသစ္စာခန္ဓာရဲ့ဉာဏ်ရဲ့ကပ်နေပြီဆိုရင်နာရကျင်နာပူတာကိုပြင်ကျင်တဲ့တဏမလာဘူးတဲ့မပြင်ရမနေနိုင်ဆိုတဲ့ဆွဲလန်းတဲ့ဥပါဒဏ်လည်းမလာဘူးတဲ့တော်ပြီမခံနိုင်တော့ဘူးပြင်ကိုပြင်မယ်ဆိုတဲ့ကမ္မဘဝလည်းမလာတော့ဘူးတဲ့ခန္ဓာရဲ့ဉာဏ်ရဲ့တစ်စက်တည်းကပ်နေပြီအချက်ပေါင်းများစွာကပ်နေပြီဆိုရင်တဏဥပါဒံကံဆိုတဲ့ခန္ဓာကိုခင်တဲ့သမုဒိယသစ္စာသေပြီတဲ့ဒီသမုဒိယသစ္စာသေမှာတော့နောင်ဒုက္ခချုပ်ပြီပေါ့နောင်ဒုက္ခချုပ်တာနိရောဓသစ္စာတဲ့အဲဒါလို့သစ္စာလေးချက်စိုက်အောင်သစ္စာလေးချက်ကြိုက်အောင်ခန္ဓာပြောသမျှဉာဏ်နဲ့စောင့်ကြည့်ပေးလိုက်ပါတတိထားပါတတိမလွတ်ပါစေနဲ့ချိန်နဲ့ငယ်တွင်မှာတရားချပါမယ်တရားချတဲ့အခါမှာတရားချခြင်းနဲ့စိတ်ကလေးကနန္တရားတရားချဖို့ပြင်လိုက်မှာကယုတ်တရားဟောအချိန်စေးပြီးတဲ့တရားချတော့မယ်တဲ့တိလိုက်တဲ့စိတ်ကလေးသည်နန္တရားတရားချဖို့ပြင်လိုက်ဆင်လိုက်တဲ့ခန္ဓာကိုယ်အနေထားသည်ယုတ်တရားယုတ်ကလည်းဖြစ်ပြီးတော့ပြက်နာငါလည်းဖြစ်ပြီးတော့ပြက်ယုံနာတစုံသည်ဖြစ်ပြီးပြက်နေပါလားလို့ဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေပြီးမို့တရားချလို့ရပါပြီ
ယုံနာနှစ်ခုကိုဉာဏ်တစ်ခုနဲ့ဆင်ခြင်ပြီးယောဂီအားလုံးအချိန်စေ့ပြီးမှုတရားချလို့ရပါပြီတရားချတဲ့အခါမှာခန္ဓာကိုယ်အရိယာပုဂ္ဂိုလ်ဖြည်းဖြည်းလေးလှုပ်ပါဖြည်းဖြည်းလေးလှုပ်ပါတရားဆိုတာနူးညံ့တဲ့သိမ်မွေ့တယ်ယောဂီအားလုံးအချိန်စေ့ပြီးမှုတရားချလို့ရပါပြီ